ကေဒီနေ့ကဆန်ဝဲသွားမှာပေါ့နော်ဆန်ဝဲသွားဖို့ကိုကျမတို့ကဒီမြန်မာဆိုင်ကိုအရင်သွားပြီးမှပေါ့နော်သမင်းတော့စားပါတယ်ဒီမှာကမြန်မာအစားအစာတွေအစုံရလို့ပေါ့နော်ဒီမှာကိုကြိုက်တဲ့ဟာကိုတော့စားရဖြစ်ပါတယ်ဒီမှာစားပြရတဲ့ကိုကားနဲ့သွားမှာပေါ့နော်နောက်ဆုံးတော့ဆန်ဝဲလကွန်ကိုရောက်သွားပါပြီရှင်အရန်ကိုလာပါတယ်ပြဖို့ကောင်းပါတယ်ပြီးလို့ရှိရင်ဒီနေရာမှာကျတော့ဒီလက်မဝယ်တဲ့နေရာပေါ့နော်ဒီမှာကျတော့ကိုကလက်မဝယ်ရပါတယ်လက်မကတော့ကျမတို့က foreigner ဆိုတော့ပေါ့နော် foreigner ဆိုတော့နေရာနဲ့မှ20ပေးရပါတယ်ရှင်ဒီနိုင်ငံသားဆိုရင်ပေါ့နော်100ကျော်ပဲပေးရပါတယ်လက်မှတ်ဝယ်ပြီးပါနဲ့သူတို့ကဒီလိုမျိုးလက်မှတ်ပတ်တဲ့ဟာကိုသူတို့ကပေးပါတယ်အဲ့ဒါကတော့ဒီမှာသူတို့ရဲ့ဒီ staff တွေကလုပ်ပေးပါတယ်ရှင်ပြီးတာနဲ့ကျမတို့ကပေါ့နော်ဒီဝန်ဖို့ကဒီမှာသူတို့ကလွယ်အိတ်တွေအကုန်ချက်ပါတယ်ဘာဖြစ်လို့လဲဆိုတော့အစားအသောက်တွေရေတွေလုံးဝယူဆောင်လာခွင့်မပြုဘူးပေါ့နော်နောက်ဆုံးတော့ဝင်လို့ရပါပြီရှင်ဒီမှာကျတော့သူတို့က scan ဖတ်ပါတယ် scan ဖတ်ပြီးတာနဲ့ကိုကျမတို့ကဝင်လို့ရပါပြီပြောစရာကြီးMale tigers mark their territory by leaving their scent behind through urination and trouble. Females or tigresses, however, can go in and out of a male's territory.
1 2 3ပို့သွင်းမယ်